အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာတော့ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်တွေကိုကြည့်ရခါကျွန်တော်တို့အိမ်မက်ဆိုးတွေပြေးလေရှိတာတော့ဇလန်နဲ့ရက်ဆက်လွန်တဲ့လူသက်သမားဘီလင်တွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာကျော်ဟော်ရာရုပ်ရှင်ဇာတ်ကားတွေကကြည့်ရှုသူတွေကိုခြောက်ခြားဆုံးဖြစ်စေခဲ့တဲ့ထင်ကရလူသက်ဘီလင်10ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါသူတို့တွေကဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတော့သိချင်ရင်ဒီဗီဒီယိုဆုံးထိကြည့်လိုက်ပါNumber 1 Michael Myers ပထမဆုံးတယောက်ကတော့ The Shade လို့လူသိများတဲ့ Halloween ဇာတ်ကားတွေက Michael Myers ဖြစ်ပါတယ်။သူ့ပုံစံကဘာခံစားချက်မှမရှိတဲ့လူပြူမျက်နှာပုံကြီးကိုတတ်ထားပြီးစကားတစ်ခွန်းမှမပြောဘဲတက်ဖြတ်တတ်သူပါ။သူ့ရဲ့ထူးခြားချက်ကတော့သားကောင်နောက်ကိုပြေးလွှတ်လိုက်လို့မရှိတာပါ။ခဲအေးပဲလမ်းလျှောက်နေပေမဲ့ခမားပင်နာဖြစ်ပြီးသူကခမားရှိမှရောက်နေတတ်တာမျိုးဖြစ်ပါတယ်။ဘာကြောင့်တက်တယ်ဆိုတော့အကြောင်းပြချက်မရှိတာကပဲသူ့ကိုကြောက်ရဆုံးဘီလင်တယောက်ဖြစ်စေခဲ့တာပါ Number 2 Freddy Krueger နောက်တစ်ယောက်ကတော့ခမ ्या ကိုအိပ်ရမှာတော့ကြောက်သားစေမဲ့ A Nightmare on Elm Street ဇာတ်ကားတွေက Freddy Krueger ဖြစ်ပါတယ်သူကတခြားလူသက်သမားတွေလိုလူပြင်ပလောကမှာလိုက်တက်တာမျိုးမဟုတ်ပဲအိမ်မက်ထဲကနေစောင့်ကြိုနေတာပါမီးလောင်ထားတဲ့မျက်နှာအစင်းကြားဆွဲတာနဲ့လက်ချောင်းတွေမှာတက်ထားတဲ့ဓာတ်သားတွေကသူ့ရဲ့မှတ်သားပဲဖြစ်ပါတယ်အိမ်မက်ထဲမှာသူ့လက်ထဲကလွတ်အောင်ပြေးလို့ရပါမယ်အိပ်ပျော်သွားတဲ့ခမ ्या ကသူ့ရဲ့ကစားကွင်းထဲကိုရောက်သွားပြီဆိုတာမမေ့ပါနဲ့ Number 3 at the clone နောက်တစ်ယောက်ကတော့ခုနောက်ပိုင်းမှာအရန်နာမည်ကြီးနေတဲ့ Terrifier ဇာတ်ကားတွေကလူပြက်လူတန်နဲ့ဆို at the clone ပဲဖြစ်ပါတယ်သူကတော့လူပြက်ဝတ်စုံနဲ့အတန်တိတ်မိုင်းတယောက်လိုဟန်ပန်တွေလုတ်ပြတတ်ပြီးမြဲသူ့ရဲ့ရက်စက်မှုကတော့ပေါ်ပြလို့တော့မရပါဘူးသူကသားကောင်တွေကိုတက်ရုံနဲ့မဟုတ်ပဲအသက်ရှင်ရတဲ့ညင်ပနှိမ့်ဆက်ရတာကိုသဘောကျတာပါစိုးသုံးကတော့သူတက်နေတဲ့အချိန်မှာတော့ကလေးတယောက်လိုရေမောနောက်ပြောင်နေတတ်တဲ့သူ့ရဲ့အမူအရာတွေနဲ့သူကိုယ်တိုင်နာကျင်သွားရင်တော့လုံးဝအတံမထွက်တဲ့သူပါသူ့ကိုတွေ့ရင်တော့လှဲ့တော်မကြည့်ပဲအဝေးဆုံးပြေးဖို့အကြံပေးချင်ပါတယ် Number 4 Jason Voorhees နောက်တစ်ယောက်ကတော့ကဘာကျော် Friday 13 ဇာတ်ကားမှာပါတဲ့ဟော်ကီမျက်နှာဖုံးနဲ့လူတန်းကြီး Jason Voorhees ဖြစ်ပါတယ်သူက Crystal Lake ကမ်းမှာရင်းနှီးခဲ့တဲ့ကလေးလေးဖြစ်ပြီးအခုတော့မသိနိုင်တဲ့တပ်ဖြတ်ခြင်းစက်ရုပ်ကြီးဖြစ်ပြန်လာတာပါသူ့ရဲ့လက်ထဲမှာဓာတ်ရှိကြီးတစ်ချောင်းပါနေပြီဆိုရင်ဘယ်သူမှမလွတ်နိုင်တော့ပါဘူးဂျီပစန်ရဲ့ထူခြားချက်ကသူကဘလောက်ပဲပြစ်ခံရပါစေဘလို့ပဲတက်ခံရပါစေနောက်တစ်ခါမှအမြဲတမ်းပြန်ထလာတတ်တာပါသူကစကားမပြောဘူးမပြေဘူးဒါပေမဲ့ခမ ्या စီကိုမရရအောင်ရောက်လာမဲ့အန်ဒီရဲ့အကြောက်တရားကြီးပဲဖြစ်ပါတယ် Number 5 Pennywise လူပြက်တွေကိုကြောက်တတ်တဲ့သူဆိုရင် ID ဇာတ်ကားတွေက Pennywise ကိုမသိသူမရှိပါဘူးသူကတာမန်လူသက်သမားမဟုတ်ပဲအာကာသပြင်ပါလာတဲ့ရှီအောင်နဲ့ဆိုကြီးဖြစ်ပါတယ်သူကခမ ्या စိတ်ထဲမှာအကြောက်ဆုံးရာဘာလဲဆိုတာကိုသိနေပြီးအဲ့ပုံစံတိုင်းအသွင်ပြောင်းပြီး6လန့်တတ်တာပါသူကခမ ्या ရဲ့အကြောက်တရားကိုရတာခံပြီးစားသုံးတတ်သူဖြစ်လို့သူ့ကိုရင်ဆိုင်ဖို့ဆိုရင်ကြောက်စိတ်ကိုအနိုင်ယူမှပဲရမှာပါNumber 6 Hannibal Lecter ဒီတယောက်ကတော့တခြားလူသက်သမားတွေလိုဘုံတိုင်းတိုင်းလောက်တာမျိုးမဟုတ်ပါဘူးသူက The Silence of the Lambs ဇာတ်ကားမှာပါတယ်အလွန်ထက်မြက်တဲ့စိတ်ပညာရှင်ကြီးဒေါက်တာ Hannibal Lecter ဖြစ်ပါတယ်သူကရင်ကျေးတယ်စင်တန်းရှိတယ်ဒါပေမဲ့သူကလူသားစားရတာကိုအလွန်ဝါသနာပါသူတယောက်ဖြစ်နေတာပါသူကခမ ्या ကိုတတ်ဖို့ဆိုရင်လက်နဲ့တောင်မလိုပါဘူးတန်တန်နေနောက်ကနေခမ ्या နဲ့စကားပြောရင်ခမ ्या ရဲ့စိတ်ကိုချုပ်ကင်သွားနိုင်သူပါသူ့ရဲ့အိတ်ဆက်တဲ့အကြည့်အောင်မှာအခုဆိုရင်ခမ ्या ဟာတားကောင်တယောက်ဖြစ်နေပြီဆိုတာသတိထားပါ Number 7 Goldfish နောက်တစ်ယောက်ကတော့ကဘာကျော် horror movie series ဖြစ်တဲ့ Secret ဇာတ်ကားတွေမှာပါတယ်လူသက်သမားဖြစ်ပါတယ်မင်းချက်ဆုံးတဲ့အဲ့ဇာတ်ကားပါလေဒီဖုန်းပေါ်တောင်ကြားလိုက်ရင် Goldfish လူသက်သမားရောက်လာပြီဆိုတာသိချပါတယ်Gospel ရဲ့ကြောက်စရာကောင်းတဲ့ချက်ကသူဟာတဘာဝလုံးနဲ့စုံမဟုတ်တာပါပဲသူဟာခမ ्या ပေးနာလူယုံတယောက်ဒါမှမဟုတ်ခမ ्या နဲ့ခင်မင်သူတယောက်လည်းဖြစ်နေနေတာပါအဲ့ဒါကြောင့်ဘသူလဲဆိုတာခံမရခက်တဲ့မျက်နှာဖုံးနောက်ကလူသက်သမားကခမ ्या ကိုအမြဲစောင့်ကြည့်နေတာဖြစ်ပါတယ် Number 8 Jigsaw ခမ ्या မှာအသက်ရှင်မှုအတွက်ကိုယ်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတစ်ခုစတေးရမယ်ဆိုရင်လုံရဲပါသလားဒါကတော့Jigsaw လို့ခေါ်တဲ့ဂျွန်ခရီမာက
ပစ်သားတွေကိုမေးလို့ရှိတဲ့မေးခွန်းမှာသူကတားကောင်တွေကိုသူ့ရဲ့ထောင်ချောက်ဂိမ်းတွေထဲမှာထည့်ထားပြီးတေချင်းနဲ့ရှင်ချင်းကိုကိုယ်တိုင်ရွေးချယ်ခိုင်းတာပါသူ့ရဲ့ Billy the Best အယုတ်ကလေးစပီးစီးပြီးထွက်လာပြီဆိုရင်တော့ခမရအတွက်အချိန်သိမ့်မကျန်တော့ဘူးဆိုတာတေချာသွားပါပြီ Number 9 Leatherface နောက်ထပ်တစ်ယောက်ကတော့ The Trust Chainsaw Massacre ဇာတ်ကားမှာပါဝင်တဲ့လူသက်သမားတစ်ယောက်ဖြစ်ပါတယ်တော်လန်ခီသွားရင်လွှတ်ဆက်ကြည့်တန်ကိုကြားလိုက်ရပြီဆိုရင်တော့ Leatherface လူသက်သမားနဲ့တွေ့ဖို့သာပြင်ထားလိုက်ပါတော့သူကလူတက်ပြီးခွာထားတဲ့လှရည်တွေကိုမျက်နှာပုံးလောက်တက်ထားတဲ့အယူတစ်ယောက်ဖြစ်ပါတယ်သူ့မှာဘာစာနာစိတ်မှမရှိသလိုသူ့ရဲ့တမိသားစုလုံးကလည်းလူသားစားသူတွေဖြစ်နေတာပါသူ့ရဲ့ chainsaw လွှတ်ဆက်ကြီးတန်နဲ့ထွက်လာတဲ့အတန်ဟာပရိသတ်တွေတော်တကယ်ကိုတဲရစရာအတန်ပဲဖြစ်ပါတယ် Number 10 Pinhead နောက်ဆုံးတစ်ယောက်ကတော့ငရဲရလာတဲ့တန်မိုးကောင်း Pinhead ပဲဖြစ်ပါတယ်သူကတော့နာကျင်မှုကိုတာယာမှုလိုပဲယူဆတယ်သူပါခေါင်းတစ်ပြင်လုံးမှာတန်မိုးတွေစိုက်ထားတဲ့သူ့ရဲ့မျက်နှာအသွင်ပြင်နဲ့ကြည့်ရှုရသူကိုတုံလို့စေပါတယ်သူကပြေးမလိုက်ပါဘူးဒါပေမဲ့ခမ ्या ကငရဲတကားကိုဖွင့်မိပြီဆိုတာနဲ့သူကတန်ကြိုးတွေနဲ့ခမ ्या ကိုငရဲတိဆွဲခေါ်သွားပြီးထာဝရနာကျင်မှုကိုပေးမဲ့သူပဲဖြစ်ပါတယ်အခုပြောပြသွားတဲ့လူသက်ပီလင်း၁၀ယောက်တည်းမှာခမ ्या တို့ကြောက်ဆုံးကဘယ်သူဖြစ်မလဲခမ ्या တို့ကြည်ဘူးသမျှတွေကတခြားကြောက်စရာကောင်းတဲ့ဇက်ကောင်တွေရှင်လဲ comment မှာရေးပေးခဲ့ပါအောင်ဒီလိုစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုတွေကိုမြဲကြည့်အောင်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတိနဲ့တွာလာကြပါခင်ဗျ